မင်္ဂလာပါဒီနေ့မှာတော့ကားအမခံထားရှိတဲ့အခါမှာရရှိမဲ့အကာအကွယ်တွေကိုအချင်းချင်းပြပြပေးသွားမှာဖြစ်ပါတယ်ကားမောင်းရင်မတော်တဆတစ်ခုခုနဲ့တိုက်မိတာရင်တိုက်မှုဖြစ်တာကားမောက်တာမျိုးတွေဖြစ်လာခဲ့ရင်အမခံကုမ္ပဏီဘက်ကနေအကာအကွယ်ပေးပါတယ်ကားမောင်းနေတော့မီးလောင်တာပောက်ကွဲတာပြင်ပကမီးပွားတစ်ခုခုကြောင့်ကားမီးလောင်တာမျိုးမိုးကြိုးပစ်လို့ကားပျက်စီးတာမျိုးတွေဆိုရင်လည်းအမခံကနေအကျိုးခံစား권ရရှိပါတယ်တခြားသူတို့ကရည်ရွယ်ချက်ရှိနဲ့ကားကိုတမင်ဖျက်ဆီးခဲ့တာမျိုးတဘာဝဘေးရဲ့နေအကြောင်းမဟုတ်ပဲကားပေါ်ကိုပစ္စည်းတစ်ခုခုပြုတ်ကျလို့ကားပျက်စီးရမျိုးဆိုလို့ရှိရင်လည်းအာမခံအကာအကွယ်ရနိုင်ပါတယ်အရှိမပြပြခဲ့တဲ့အခြေအနေမျိုးတွေမှာလူကြီးမင်းတို့ရဲ့ကားတွေအလုံးစုံပျက်စီးဆုံးရှုံးမှုအတွက်အာမခံထားရှိရဲ့အများဆုံးပမာဏအထိလျော်ကြေးရရှိနိုင်ပါတယ်ဒါကြောင့်ကားအာမခံနေဆိုရင်လူကြီးမင်းတို့နေ့စဉ်လမ်းမထက်မှာစိတ်အေးသက်သာစွာသွားလာနိုင်မှာပါ